2026ကမ္ဘာဖလား Day 18တောက်ကြနေ့ပွဲစဉ်များပွဲကြိုအထူးသုံးသက်ချက် EN Sport ပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တောက်ကြညမှာရှင်ပြိုင်ကစားတော့မဲ့ကမ္ဘာဖလားပွဲစဉ်များကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်နော်ဝေးနဲ့ပြင်သစ်အုပ်စုပိုအားပြိုင်ကြမဲ့နှစ်သင်းလို့ပဲပြောရပါမယ်6မက်စီရထားတာတူညီကြပါတယ်ဟာလန်ရောဘပီပါဖွင့်ပွဲနှစ်ပွဲစလုံးတပွဲ2ဂိုးစီတွင်းပြထားတာလည်းတူညီပါတယ်ပြင်သစ်ဟာနိုင်ငံတကာနောက်ဆုံး14ပွဲမှာ73ပွဲကတပွဲအနှိမ့်ဆုံး2ဂိုးရထားတာဖြစ်လို့ခံစစ်ရော့နေတဲ့နော်ဝေးဂိုးပေးရမှာဖြစ်ပါတယ်တစ်ပေါင်း20နဲ့ပြင်သစ်အကျော်ပြီးမှုကမထန်ထန်ရှိလို့ပြင်သစ်ပဲအကြိုက်တွင်းမိပါတယ်စီနီဂေါနဲ့အီရတ်ပြင်သစ်ကိုရောနော်ဝေးကိုပါရှုံးထားကြတဲ့နှစ်သင်းအားပြိုင်ကြမယ်ပွဲပါစီနီဂေါတက်စာရဲ့အီရတ်ခံစစ်ကပိုရော့လွန်ပါတယ်အတင်းလိုက်အားညှိပေမဲ့ပွဲကိုအဆုံးဖြတ်ပြီးမဲ့ကစားသမားပိုင်ဆိုင်ထားတာကစီနီဂေါပါအီရတ်ကလည်းအစွမ်းကုန်ဖွင့်တိုက်မှာဖြစ်လို့နှစ်သင်းပေါင်းတွင်းကိုကအနှိမ့်ဆုံး3ဂိုးအောက်ထစ်မြင်ရဖို့ရှိပါတယ်ဒါကြောင့်ဂိုးအများကိုပဲအကြိုက်တွင်းမိပါတယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ EN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဥရုဂွေနဲ့စပိန်ဥရုဂွေဟာအရင်လိုမာကြောမှုမရှိတော့တဲ့အသင်းမှာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်4ပွဲကဂိုးအပြန်လန်တွင်းခဲ့တဲ့ပွဲတွေနဲ့မို့ဥရုဂွေနောက်တန်းရောနေတာထင်ရှားပါတယ်ပေကိုမရှိစပိန်ကတော့တဲ့နှုတ်20တိအကျော်ပေးနေမှုကဖြစ်တင်ပါတယ်အုပ်စုဒုတိယဆိုရင်အာဂျင်တီးနားနဲ့တွေ့မှာဖြစ်လို့ဒါကိုရှောင်ရှားဖို့စပိန်အနိုင်ယူမဲ့ပွဲပါစပိန်ကိုပဲအကြိုက်တွေ့မိပါတယ်ကိတ်ဗာဒီနဲ့ဆော်ဒီမျက်နှာတစ်ငယ်လေးကိတ်ဗာဒီဟာစပိန်ကိုရောဥရုဂွေကိုပါတရေကစားသွားနိုင်ခဲ့တာတကယ်ကိုအံ့ဩချီးကျူးစရာပါပဲဆော်ဒီကိုဒမကလည်းစွမ်းဆောင်ရည်မစိုးခဲ့ပေမဲ့အကျော်ပေးမှုမှာကိတ်ဗာဒီကဈေးကောင်းအထွက်ပြထားတာကတတိပြုရပါမယ်တာမန်နှစ်တင်းကြားမှာဂိုးပေါင်းကိုနှစ်အနှုတ်80ဖွင့်လာတာပြင်းပါတယ်ဂိုးအပြန်လန်တွေမြင်တွေ့ရဖို့ရှိနေပါတယ်ဂိုးများကိုပဲအကြိုက်တွင်းမိပါတယ်နယူးဇီလန်နဲ့ဘယ်လ်ဂျီယံနှစ်ပေါင်း80ရာနှစ်နှစ်အနှုတ်30ဆိုပြီးဘယ်လ်ဂျီယံရဲ့အကျော်ပေးမှုကမြင့်တက်လာပါတယ်နယူးဇီလန်ဟာတမက်တာရထားပေမဲ့အသက်ရှိနေပါသေးတယ်ဘယ်လ်ဂျီယံတိုက်စစ်ကအဖွင့်နှစ်ပွဲမှာတီးတီးတတာကျဆင်းနေတာတွေ့ရမှာပါနယူးဇီလန်ဖွင့်တိုက်ဖို့ရှိနေတာဘယ်လ်ဂျီယံဂိုးရမှာဖြစ်မှာမို့ဘော်ဒီယောက်ဂိုးအများကိုစွန့်စားချင်ပါတယ်အီဂျစ်နဲ့အီရန်ကစားပုံကစားပေါက်တိတ်မကွာပေမဲ့အီရန်ဟာပြိုင်ဖက်အနေထားကိုကြည့်ပြီးဖွင့်ကစားတင်ရင်ကစားတတ်တဲ့အသင်းမှာအီဂျစ်ကလေးမဲရထားပြီးဖြစ်လို့ထိန်းချုပ်ကစားလာမယ်အနေထားမှရှိပြီးနောက်ဆုံး10ပွဲအတွင်းငကိုးထက်ပုံမပေးထားရပါဘူးအီဂျစ်ကိုပြားဆွင်းရင်းပြီးတည်ရလားအနိုင်လားကြည့်ရမယ်ပွဲပါပဲအီဂျစ်ကိုပဲကြိုက်တွေ့မိပါတယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ EN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် comment မှာ link ချပေးထားပါတယ်ဒီပွဲစဉ်တွေပေါ်ညီကိုရောဘယ်လိုမြင်ကြလဲcomment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ